တင်သွားလိုက်ပြီတေသွားပြီဟမ်တေသွားပြီဩပောက်ကရတယ်လိုက်မပြောပါနဲ့တင်လာတယ်အရှင်လက်လက်ကြီးမှာခေါ်သွားတာသေးုံအခုဒီကားရပါဖြစ်တာကားပဲပြစ်ဖောက်တာဖြစ်မယ်ဟုတ်တယ်ဒီမှာဒီထိတ်တာပဲဘယ်နဲ့ချက်လဲအိမ်ရှိမှာဟုတ်လားအဲ့ဒါပြစ်တယ်ဘူးလားတမီးတို့အိမ်စင်းမှာလည်းတန်းနဲ့မောင်းလို့မရဘူးအဲ့ကားလုံးဝမောင်းဒီတိုင်းထွက်လာဟောတန်းနဲ့ပြစ်တာလေအဲ့ကားဘိန်းကမောင်းလို့မရဘူးဒီကားကိုဒီကားတန်းနဲ့ပြစ်ဖမ်းလာရုပ်လိုပါလို့သူကခိုးရတယ်မောင်းတာတရုပ်တရုပ်လိုပါလို့ညောင်မျိုးနဲ့လည်းတူတယ်ရှားလည်းမဟုတ်ဘူးညောင်မျိုးနဲ့လည်းတူတယ်လို့ပုံမောင်းရတယ်အမဆန်တို့ပေါက်သွားတယ်လို့လိုက်မယ်ဟိုကပကံဖြစ်မယ်အဲ့ဒီမဲမဲတဲ့နေရာပကံရုံးอ่ะအဲ့ကလူကင်တာဖြစ်မယ်ပမာဏဟောပါသွားတယ်ဘယ်လိုဖြစ်နေတာမကားလို့ကိုရက်ခိုင်းနေတဲ့မဲတောင်မှာမရပဲမရက်ပဲနဲ့မောင်းပြတာတောင်းပြတာအဲ့ထဲမှာကကူပါနေလို့သူကလည်းအဲ့လိုလူတွေဘာမှဖြစ်ကံကောင်းရဟာဖေးပဲဘယ်သူပါဆိုတာဟိုကတော့ဒီနိုင်ဆိုင်ကယ်သမားပဲရောက်သွားတယ်သူဘက်ကလူရတာဘာမှမဖြစ်ဘူးဟိုခန်းလဲဟိုတယောက်ကတေသွားလို့ပြောကြီးညက်ပဲတဲ့တေသွားဆိုပြီးလဲမျိုးဒါဆိုဆိုင်ကယ်သမားပဲဖြစ်နိုင်တယ်ဟိုမှာသွေးနေတယ်တို့လားဟုတ်တယ်ဟာဒုက္ခပဲတရားတော်နဲ့တက်မှနဲ့နေပြီးတော်သေးတယ်ကျွန်တော်လည်းကားမောင်းနေတာဒီနားလှမ်းတွေးလိုက်တော့ခုပဲကားရက်လိုက်တာကျွန်တော်မောင်းလိုက်ကျွန်တော်ထိတယ်ဗောအလေးလေးဖက်နှက်လေးရောတွေ့တယ်ဟုတ်အကိုလည်းကားမောင်းလာတာအကိုမောင်းအကိုထိတယ်တုံးဆိုကြားတော့ကြားလိုက်ဒီနားဟိုကားဟိုမှာရက်တာလားမိဘရောက်နေပြီးတန်ကြားတာဖောက်မလဲဒီလိုဖောက်ဘူးဖြစ်ပါတန်ကောင်းမကိုလည်းမရောက်ခင်နော်ကောင်းမပြထောက်တာလေမြင့်နေတာခါတခါတယောက်ကကားရတယောက်ကဒီပေါ်ကားမောင်းတဲ့လူပဲသိမှာပေါ့နောက်ကကားပြီးပြီလားဟိုဆိုင်ကသမားသိတယ်အခါမှမသိဘူးငါဟိုအဲ့ဒီကြားမတရားဆိုင်ကသမားပြီးသိသွားတာဆိုင်ကသမားဖြစ်မယ်ဆိုင်ကသမားပဲဖြစ်နေတယ်ဖြစ်ဖို့များမယ်ဆိုင်ကကကြည့်ပေါ်အောက်ရောက်သွားတာဟာကြီးတယောက်ရွာတဲ့လူပဲချက်လက်တချက်ကလို့ကျူးချက်ဒီပြည့်နေပါလိမ့်ဟုတ်တယ်နည်းဆော်ထိုးသွားတာပို့ကြတယ်ပြောတယောက်ကလည်းရောက်ပြီအောင်းနေရောခြေတော့လက်တွေအကုန်လုံးကြေမွအမမနေဘူးထိုးတယ်မှာရှိဒီမှာလူအကုန်လုံးစားကြရရပဲကလုံးလုံးတော့ပေးရလူကဒုက္ခပြေးတယ်နော်တက်ဟိုကားသွားယူဒုက္ခရောက်อ่ะပြေးထွက်လာဒီမှာမဟုတ်သူရက်ပေးလိုက်ဘာမှဖြစ်ဘူးရက်ပေးလိုက်ပါရှင်းမာတွေကရက်ပေးလိုက်ဘာမှမဖြစ်ဘူးရက်ပေးလိုက်ပြီးသွားပြီဟာဟုတ်လားအဲ့ကောင်အဲ့ရှင်းမာတွေနဲ့တနန်းနဲ့ပြက်တာသူကားပဲဝင်လက်ချမ်းမပြေးပါနဲ့ကြာတို့တမေသားဖို့ဟောတနန်းနဲ့လူပြက်တာမဟုတ်ကားပဲကားပဲပြက်တာမောင်းလို့ရမှာပါပဲဟုတ်တယ်ဟိုကမဲတောင်မီးပွိုက်စေးတို့ဒီမဟက်ကိုတော်နားပေါ့နော်စေုံကြီးရှိလမ်းတက်မဲတောင်မီးပွိုက်အဲ့ဒီ7-11မရောက်ခင်မီးပွိုက်မှာကားတစ်စီးကိုပလိတ်တွေကလိုက်တာဟိုဟာကယ်ရီကားတစ်စီးပေါ့နော်ဟိုဗမာပြည်သားတွေပါတဲ့ကားပေါ့အဲ့ဒါကိုလိုက်ဘဲကိုတနက်နဲ့ပြစ်ပြီးတော့ဖမ်းတာအဲ့ကားမောင်းပြေးတော့ဟိုဘက်ကလာတဲ့ကားနဲ့စောက်တယ်အဲ့မှာဆိုင်ကယ်သမားတစ်စီးလဲဂျားအဲ့မှာညှက်သွားတယ်ဆိုင်ကယ်သမားတယောက်တည်သွားတယ်ပြောတယ်နော်တယောက်တည်သွားတယ်ပြောတယ်မြန်မာပဲဟိုဖမ်းသွားပြီပလိတ်ကားခေါ်သွားပြီဘယ်လိုလာမှမသိသေးဘူးเนาะအခုတလောဗမာပြည်သားတွေကလည်းဗမာပြည်သားအမှုတွေကလည်းအခုတလောတောက်လျှောက်ပဲလူကတော့တယောက်တည်သွားတယ်ပြောတယ်မဲစီုံကြီးရှေ့လမ်းတက်တဲ့မဲတောင်အေးဘယ်နားမှာလဲအကူကရောက်နေလိုက်တော့လွှင့်တယ်ကိုကရောက်နေလိုက်တော့လေဒီမှာလားအတော်ပဲကိုဟိုမိပွားရောက်နေတာကံကောင်းဒီလမ်းကိုလာဖို့စိတ်ကူးနေတာကြားလာဆိုတော့
တော့ကြေတာပဲတာ ဟုတ်လားဘယ် တော့ဒီမှာနေ ဒီမှာနေရလားတုံးကလေးကြားလိုက်တော့လူကတေသွားလားကြည့်ရတာပြစ်ဖမ်းတဲ့ပုံစံပဲကားဘေးကိုအဲ့ဒါဟိုကပြစ်တက်တန်းကြားလား နှစ်ချက်ပြတယ် ပြောင်း ပြောင်းတော့လည်းမြုပ်သွား ကားဝိုင်း ဒီမှာဒီကောင်နှစ်ထီးတိုက်တဲ့ရင်ကောင်ဆိုင်ငယ်နောက်မှနေတယ်နော် ဆိုင်ကယ်ကညှက်သွားတာဗောပြစ်တယ်လို့ပြောတယ်ဗမာလဲဆိုတော့ မဲကိုတော့နော် အေးမဟဲကိုတော်ဗောဒါမဟဲကိုတော်ဗော မဲကိုတော့ထိတ် စီပါတော့မသိဟိုကဖြစ်တယ်လူတင်လာတာဖြစ်နေခုနဖမ်းသွားတယ်ကားဝတ်တင်ဗမာတွေပဲဘန်ကောက်ဖြစ်တယ်ဘန်ကောက်ပုံမဲ့အဖွဲကိုပြစ်ဖမ်းတာ ဖမ်းနေချိန်မှာအရှင်မထင်းနိုင်တဲ့ချက်ကုန် မောင်းပြေးတယ်လေမောင်းပြီးတော့ဟိုလာတဲ့ကဆောက်ဟိုကောင်းတဲ့ဇာကန်ဖြစ်သွားတော့ဒါပေမဲ့ဆိုင်ကယ်သမားတနာပါအဲ့ဆိုင်ကယ်ကဗမာလားထိုင်းလားမသိဘူး အစ္စလာမ်ရှမ်းဟိုကလပ်နဲ့ပြောကောင်တွေပြောတာသူအတိတယ်ဟိုကညီမတယ်ညီမတယ် ဘလူတော်တိုက်ချလိုက်အဲ့လိုဖြစ်သွားတယ် ပြောဘယ်လိုပြောမလဲဆိုဟိုကနေလာတရားတွေလာတယ်ဟိုကဆင်းလာတယ်ဖြုတ်ကုန်ဒီနားမှာဟိုတခါတိုက်ပြီးပါ တိုက်တာမှန်ဒါပေမဲ့ဒါကပြစ်ဖမ်းတယ်ဆိုတော့ဒီကနေ့မောင်းကြောက်ပြီးတော့မောင်းပြေးတယ်မချောက်ဘူးဒီအမှုอ่ะနော်လူတည်မယ်ကယ်ရီမှုဖြစ်မယ်လူတည်မယ်ဆိုတော့အမှုတွေအများကြီးပဲဟိုမှာလည်းတယောက်တည်ဟိုကားလည်းယော်ရမှာလေအဲ့ဆိုင်ကယ်တွေရော ရောမှာ โอเคအဲ့ဒါအခုတစ်ချက်သွားလိုက်အောင်ပဲနော်ပြီးကျေးဇူးတင်ပေးတာ ဟိုတနေ့ညလဲကျွန်တော်ဘုရားလာဖုန်းဆက်တာလေးပါ ဒါပေမဲ့လူကဒီမှာကြည့်ရလူကအများကြီးရှိတယ်လိုက်အများကြီးရှိတယ် ခဏခါလာ လက်ထားလိုက် မိနစ်7မိနစ် အဲ့လိုနေရသွားမယ်လားဟောဒီခေါင်းဂိတ်ထောင်ကြီးပြန်လာတယ်ဆိုမှာရှင်နေတော့တိတ်မကောင်းပါဘူးခင်ဗျာရှင်နေတော့မြဲတိုင်းမှာထိုင်းနိုင်ငံမဲဆောက်မြို့ဖြစ်ပါတယ်ဆိုင်ကယ်သမားမှညှက်သွားတယ် ဟိုငမဲတွေဟိုတောက်တင်သွားတယ်ပလိတ်က ဟာ ကြားတယ်မတွေ့ဘူးစမိုင်းလေး အေးစီပဲတော့ အကောင့်လည်းထဲပါလာမယ် ကိုစင်မျိုးကျွန်တော်ဘူးဘူးပဲပေါ်ခေါ်တာတရင်လာယူခင်ဗျာ အေးငါလည်းဒီမှာဘောင်းမီတိုကြီးနဲ့ဟိုမှာဟိုဘက်ကိုသွားတာဘောင်းမီတိုကြီးနဲ့ညက်ဖက်လိုက်နေအမှဒီလမ်းကိုလာဖို့ကန်ကောက်သူဖုံးဆက်တာ သူကသူ့ဆက်လိုက်ရတယ် ငါကရှာလေးရပြပေါ့ကိုစင်မျိုးဆိုတယ်ဘာကျွန်တော်ရထားသေးတယ်လာလို့ရှိရင်လည်းလို့ရှိရင်ပို့ဖို့ဆိုပြီးတော့ပေးဖို့ဆိုပြီးတော့ တိုက်တဲ့ချိန်ကမသိလိုက်တော့ဒီမှာဒိန်းလို့ဆို ကျောင်းကနေရတယ်ရဲပြုတ်လိုက်ကျွန်တော် လူသေးသွားတယောက်ဆွဲထုတ်အောင် အင်္ဂလိပ်ပေါ့ တရတာ ပါစံလေးကို3000ကြည့်ရများကြီး ထိုင်းနိုင်ငံမဲဆောက်မြို့မဲတောင်စေုံကြီးလမ်းရှိတက်တဲ့ပေါ့မြန်မာပြည်သားတွေဟုတ်တယ်မြန်မာပြည်သားတွေပဲဆိုင်ကယ်နဲ့ကောင်မလေးလားဟေးငါမင်းနာ FCR မောင်လေးရမှာအဲ့ဒီတည်ကြားလို့ကျမကိုပြေးလာခိုင်းတာ ဟာ ဘာဖြစ်တာလဲဆို ဒီမှာလွင့်လာ အေး ဒီမှာလည်းကြည့်တဲ့လူများရှိတယ်လိုက်ကချသွားကြလည်းရှိတယ်ခဏရိုက်ပြီလားကားသမားဗလေကားသမားတရုတ်ဖြစ်မှာ ဒီလမ်းထွက်လာတယ်မှာ အနော်လူကဘာမှမဖြစ်ဘူး เอาพ่อแม่เอายังไปชนตายที่อื่นกับไปตายกับเหี้ยแม่งมาตายคนอื่นเดือดร้อนด้วยไอ้เหี้ยแม่งเย็ด เที่ยวมาเฮาไปนิดเดียวอ่ะ ดีแล้วนะคิงเกี่ยวไปเนี่ยเขาไม่เกี่ยวไปแล้วเขาตายไปเลยเนี่ย ตายแล้วเหรอ โอ้โหมันอ่ะ ตายกะ
တလူရပါတော့ကနာနေတလူရပါမေတ္တာ အေးသမားပါတယ်ဘယ်လိုလဲမသိ လား နေထိုင်နေတယ်ဟိုအားရတော့ပါနေ အခုကထိုင်းနိုင်ငံမဲဆောက်မြို့မဲတောင်လမ်းရှိတဲ့ပေါ့အာ တိုက်တာလာမယ်မျိုးတိုက်တာဒီလိုလေးကိန်းချတာ အေး ကိန်းချလို့ပဲဦးကျ ဒီမှာကိစ္စ ဘုံမှာကြားတယ်တော့ဟုတ်တယ် ခုနထွက်သွားတန်တာကားထွက်သွား ဟုတ် တန်ကားရဲ့ဟိုကောင်တင်သွားတဲ့ဣဇမန် ဘူးကဘလူဖြစ် လက်ကျန်ဣဇမန်ပါသူပါ အဲ့ကားကယ်ရီလူတင်လာတာ ဆိုင်ကသွားပြီ လူတင်လာပလဲဘိန်းပြစ်ပြီးတော့ဖမ်း ပြက်လောလားမ ကိုပဲလာတဲ့ကားတော့ဆောက်တာ ဒီကားလေးကတရုတ်က ဘူးကနေပြီးလာပလေးလိုက်လာ လိုက်လို့ပြေးတယ်ဒီနားစုံမလားဆောက် တ တာ ရုတ်လား ဟိုမှာဆိုင်ငယ်သမားလည်းကားသွားပြီ တရုတ်လေး ကားယူတော့ကြည်သွား အောင်းပါ ဒီကားလား သွေးတွေတက်ကြည့်လာအောင်ပါ မဲဆောက်ဆေးရုံကြီးရှိတဲ့ ဟဲ့ကား အဲ့ဒီခဲနေပြေးရခဲနေပြေးရဒီထိမှရောက်လာတာ တော်ရီရပါပါပါအားရနေနေဟောရညငါတို့မယ် ပလဲနေနေတော့မြာ ညလုံးသွားနေတိုင်းလုံးသွားပြီဒီကောင်တွေဝိုင်းတယ်ပေါ့ညရိုက်တာကောင်တွေရိုက်တာနာမည်ကျွမ်းနေတော့ပြုတ်ဖို့ ဆိုင်ငယ်သမားကကားသွားပြီ ကာဝါရော ဟိုအောက်မှာညံ့လာ တော့ဘာကျွန်တော်ကခေါ်တယ်ကျွန်တော်ကပ်ပြီးပုံခါ အကောင်ကထိုင်ငယ်မညှိသွားတော့ ဒီကျွန်တော်ခလေးပါတော့ကျွန်တော်ကိုယ့်ဘကူကြောက်ထားကြားခတ်မှာပေါ့သူ့ဘေးအတိုင်းတစ်ခတ် မဲဆောက်မဲဆောက်ဆေးရုံကြီးရှိမှာရှေ့လမ်းမဲတောင်လမ်းမောင်းပြေးလို့ပလဲရတနက်နဲ့ပြစ်ဖမ်းတာအမပြည်သားတွေပဲပါသွားတာ6လောက်ပါသွားတယ်ကားပေါ်